episode 7အစမှာဆိုရင်တော့တော်ကူမီတယောက်ကအလဲတန်းကျောင်းသားပေါ့ကတော့မိုးကြီးကိုလွယ်လွယ်နဲ့ရတဲ့စော်လေးဆိုပြီးမကောင်းပြောကအချောင်နေတဲ့သူ့ရဲ့ဖွဲ့သားတဲ့အကောင်တချို့လက်တီးနဲ့မိတ်ဆက်ပေးလိုက်ပုံအိမ်မက်ဖြစ်ပြန်မှတ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုနဲ့နိုးလာတဲ့တော်ကူမီတယောက်ကတော့မိုးကြီးအချောင်ပြန်ပြီးတော့စဉ်းစားနေပါတယ်နောက်တစ်ပိုင်းမှာတော့စီယမ်ရဲ့တာချီပန်နာအီဇူကီတို့ရေတာနီဖယ်သွားလဲလို့မြင်လိုက်တာကြောင့်အီဇူကီလည်းအာကီနာတောင်ရဲ့အကွေ့သုံးခုနဲ့သတင်းမေးသွားတဲ့တတိကေအီခေတာနီဆန်ပန်းအောင်မေးရလားလို့နောက်လိုက်ပြီးနောက်အီခေတာနီဆန်ပန်းကထရက်ကားနဲ့ပစ္စည်းသွားပို့ကြောင်းပြောလိုက်ပါတယ်အဲအကြောင်းတာချီပန်နာဆန်လည်းစားဆန်တော့ပို့တော့အီခေတာနီမရှိတာကြောင့်တက်ခုမီကိုပဲအကူညီတောင်းလိုက်ပါတယ်အဲ့ဒါနဲ့အီဇူကီလည်းသူ့မှာလည်းလိုင်စင်ရှိပေမဲ့ဘာလို့အီခေတာနီဆန်ပန်းနဲ့တက်ခုမီကိုပဲခိုင်းတာလဲလို့မေးလိုက်ပါတယ်တာချီပန်နာဆန်ကတော့သူတို့နှစ်ယောက်ကယုံရတယ်ဆိုပေမဲ့မင်းသားဆောင်ကကားကိုတိုက်ရလေးနဲ့ပြန်ယူလာမှမှုလို့ပြောလိုက်တာကြောင့်အီဇူကီတယောက်လည်းကြေကွဲလူငယ်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲဆိုင်ထဲကိုကားတစ်စီးဝင်လာပြီးတော့အဲ့ဒီကားကတော့နာဂါဇာတိုထာကေရှီရဲ့အာတတီ2ပဲဖြစ်ပါတယ်ထာကေရှီကတော့စီဇန်စီလာဖြစ်တာမဟုတ်ဘဲနဲ့ကောလာဟာလာတွေကအဲ့ဒီစစ်ကိုဒီစီဇန်မှာရှာလို့ရအောင်ကြားတာကြောင့်လာရှာတာဖြစ်ပေမဲ့အီဇူကီကဦးဇန်အောင်လုံးနေရကြောင်းနေရာမှားလာတဲ့အချိန်ပြီးထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲအီဇူကီကအဲ့ဒီစစ်မောင်းတဲ့သူကသူနဲ့ညီကိုလိုခင်တာဖြစ်ကြောင်းနဲ့အဲ့ဒီစစ်ကနည်းနည်းလေးပုံမြင်နေဆိုပေမဲ့သူတို့နှစ်ယောက်စလုံးကအဖွဲထဲမှာအာခီနာတောင်စင်းရဲ့အမြင့်ဆုံးပြန်ကားသမားတွေဖြစ်ကြောင်းအားချောင်းလိုက်ပြီးနောက်ပြောရရှင်ပြောခဲ့လို့ရကြောင်းနဲ့သူပြန်ပြောပေးမှဖြစ်ကြောင်းပြောပြလိုက်တာကြောင့်ထာကေရှီတယောက်လည်းစနေနေ့ည10 နာရီကျရင်သူအာခီနာတောင်မှာစောင့်နေမှာဖြစ်ကြောင်းနဲ့တောင်စင်းကိုပြန်ရမယ်လို့ပြောပြီးချင်းပဲထွက်သွားတာကြောင့်အီဇူကီတယောက်ကတော့တောက်ခုမီကိုဘယ်လိုပြန်ပြောရမလဲလို့တယောက်တည်းတိုင်ပတ်နေတဲ့အချိန်မှာပဲတောက်ခုမီကနောက်ကရောက်လာတာကြောင့်စနေနေ့ကျရင်အာခီနာတောင်မှာတော့ပြန်ကျင်လာလို့မေးလိုက်ပေမဲ့တောက်ခုမီကတော့မပြန်ကျင်ဘူးလို့ပြောပါတယ်မလို့ရင်ကောင်းမောင်းကျင်ဘူးလို့ပြောလိုက်တဲ့အချိန်မှာပဲတာချီပန်နာဆန်ကခေါ်လိုက်တာကြောင့်စကားဆက်ပြတ်သွားရပါတယ်အဲ့လိုနဲ့ညအလုပ်ပြီးတဲ့အချိန်မှာပဲအီဇူကီကတောက်ခုမီကိုထပ်ပြီးတော့တယောက်ကစိန်လာခွိုင်းလက်ခံပါလားလို့မေးလိုက်ပါတယ်ဒါပေမဲ့တောက်ခုမီကအင်းနေလုံနေရကြောင်းအီဇူကီကပဲပြန်ကားသမားဆိုတာတယောက်ကစိန်လာခွိုင်းလက်ခံရတယ်ဘာညာဆိုပြီးပြောနေပေမဲ့တောက်ခုမီကတော့ငါပြန်ကားသမားမဟုတ်တာလို့ပြောလိုက်ပြီးဒီဆိုချင်းမှာပဲတယောက်ကိုလက်မခံကျင်တာကိုအတင်းလက်ခံခိုင်းတာမကောင်းလို့ပြောကထွက်သွားလိုက်တာကြောင့်အီဇူကီတယောက်ကတော့ခေါင်းကြီးပြီးကြံခဲ့ရပါပြီတစ်ဖက်ကထာကေရှီကတော့အာခီနာတောင်မှာလေးကျနေပြီးတော့သူစိန်ခေါ်ပြီးွားကြီးဖြစ်တာကြောင့်မလို့86ကို Rose Care ကိုဘယ်သူအမြန်ဆုံးလဲဆိုတာပြောင်းနောက်ထပ်2ရက်ပဲလို့တော့တယ်လို့စိတ်ထဲကနေပြောနေလိုက်ပါတယ်နောက်နေ့မနေ့တာကူမီတို့အလုံးလုံးနေတဲ့အချိန်မှာပဲခန်းကြီးတယောက်စီဇန်ရောက်လာပြီးတော့မြော်ဂီနိုင်တဲ့ဘွဲ86ကိုလာပြီးတော့စိန်ခေါ်သွားတာကိုလက်ခံလိုက်တယ်ဆိုတော့ဘာလို့မှမပြောပြတာလဲလို့မေးလိုက်ပြင်မဲ့ဒီခေတ်သားနေပြင်ကာယကရှင်ဖြစ်တဲ့တာကူမီတော့မသိတာကြောင့်ထာကေရှီကိုယ်တိုင်လာပြောသွားရဆိုတဲ့သတင်းတွေထွက်နေတာတခုတော့မှားနေပြီဆိုပြီးပြောနေကြတဲ့အချိန်မှာပဲအီဇူကီကမနေ့ကတောက်ခုံမီရောအီခေတာနီဆန်မန်မရှိတဲ့အချိန်မှာထာကေရှီကရောက်လာတာဖြစ်ပြီးတော့သူကစပီစတာအဖွဲ့ဝင်တော်ဟန်ဆောင်မီအချောင်းလိုက်မိတာကြောင့်ထာကေရှီကစိန်ခေါ်သွားတာဖြစ်ကြောင်းနဲ့စိန်ခေါ်ပြီးချင်းမှာပဲမောင်းတော့သွားတာကြောင့်လက်ခံလိုက်ပြီဆိုလို့ဖြစ်သွားကြောင်းပြောပြီးတော့တောင်းပန်လိုက်ပါတယ်အဲ့လိုနဲ့ညရောက်တဲ့အချိန်မှာအာခီနာတောင်ပေါ်ရောက်နေကြတဲ့သူတွေကအာ32ကြီးကိုတွေ့လိုက်တဲ့ကြောင့်မနေ့ကညပြိုင်မယ်ထာကေရှီနဲ့86ရဲ့ပွဲကိုမလတန်းလာကြည့်ရမယ်လို့ပြောလိုက်ပြီးနောက်ဒီပွဲကတာမန်ကျင့်ရွှေစားနဲ့ Night Kiss ရဲ့ပွဲလို့ထင်ရပေမဲ့နောက်ကွယ်မှာနာဂါဇာတိုထာကေရှီကထကာရှီညီနောင်ဦးဆောင်တဲ့ Restaurant တင်တဲ့တာချောင်းကိုပြနိုင်တဲ့ပွဲဖြစ်ကြောင်းပြောနေကြပါတယ်တစ်ဖက်မှာလည်းအီကေတာနီတို့ကပြန်ဝဲတဲ့တမျိုးလုံးကိုပြနေပြီဖြစ်တာကြောင့်နောက်ဆုံးဖို့လည်းမဖြစ်နိုင်တော့ကြောင်းနဲ့ Night Kiss ကနာဂါဇာတိုထာကေရှီရဲ့ထကာရှီညီနောင်တို့လောက်ကိုနာမည်ကြီးတဲ့ပြန်ကားသမားဖြစ်တာကြောင့်ထာကူမီဖြစ်နေတာအဲ့ဒီအာ32ကိုနိုင်လောက်မှမထင်ဘူးလို့ပြောနေကြပါတယ်နောက်နေ့မနက်မှာတော့ထာကူမီတယောက်ကသူ့အဖေကအာ32ကြောင်းမေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဖူဂျီဝါရာဆန်ကလည်းအာ32ကတကယ်မြန်တဲ့ကားဖြစ်ကြောင်းပြောလိုက်တဲ့အချိန်မှာတော့ထာကူမီကလည်းနိုင်လားလို့ပါထပ်ပြီးမေးလိုက်ပါတယ်ဖူဂျီဝါရာဆန်ကလည်းသူသာဆိုရင်အာ32မကလို့ပဲကားမစွန်နိုင်နေဆိုပေမဲ့မင်းဆိုရင်တော့မပြောတတ်ဘူးလေလို့ပြောလိုက်ပြီးတစ်ဆက်တည်းမှာပဲအာ32နဲ့ပြန်မလို့လားလို့မေးလိုက်တဲ့အချိန်မှာတော့ထာကူမီတယောက်ကဒီတိုင်းပဲမေးကြည့်တာပါလို့ပြောပြီးတိုးပို့ထွက်သွားလိုက်ပါတယ်တန်ခဲ့တဲ့ဖူဂျီဝါရာဆန်ကလည်းဒီတစ်ခေါက်တော့အာ32နဲ့ပေါ်လို့တွေးလိုက်က86ရဲ့စက်တင်ကိုနည်းနည်းလေးပြန်ပြောင်းပေးထားရမယ်လို့စိတ်ထဲကနေပြောလိုက်ပါတယ်တာကူမီတိုဘူးတော့ပို့တဲ့လမ်းမှာတော့ case ကြောက်ကစောင့်နေရအောင်တွေ့ရမှာဖြစ်ပြီးတော့မင်းတို့ပြန်ဝဲတဲ့ရင်ဒီမျိုးလုံးကိုပြတ်နေပြီလို့ပြောလိုက်တဲ့အချိန်မှာတော့တော်ငါမရှိတော့လာပြီးစိန်ခေါ်သွားတာမလို့ငါဒီပြန်ဝဲကိုလက်ခံပြီးပြန်ပြီးဖို့အစီအစဉ်မရှိဘူးလို့ပြောလိုက်တဲ့အခါမှာတော့ case ကြောက်ကနာဂါဇာတိုကူရန်ကမင်းတို့လာပြီးစိန်ခေါ်ရတာမဟုတ်ဘူးလားလို့ပြောလိုက်တဲ့အပြင်မှာဒီပြန်ဝဲကိုမင်းနိုင်တယ်လို့ပါဒေါသတကြီးပြောလိုက်ပါတယ်တာကူမီကတော့ငါတို့ကိစ္စမင်းနဲ့ဘာဆိုင်လို့လဲလို့ပြောလိုက်တာကြောင့် case ကမင်းကငါ့ကိုနိုင်ယူသွားတာကြောင့်ပြန်ရှုံးမယ်ဆိုရင်ငါတို့ညီကိုနှစ်ယောက်ကလွဲပြီးတော့ပြန်ကားသမားစီမှာရှုံးလို့မရဘူးလို့ပြောလိုက်ပါတယ် case ကဒီပြောနေပြီမဲ့တာကူမီကတော့ငါပြိုင်မှာလည်းမဟုတ်ပြန်စရာလည်းအကြောင်းမရှိဘူးပြီးတော့ငါပြန်ကားသမားမဟုတ်တဲ့ပြင်မှာမင်းတို့လိုကောင်းမောင်းတာကြိုက်တဲ့ကောင်လည်းမဟုတ်ဘူးလို့ပြောလိုက်ပါတယ် case ကတော့ငါ့ကိုလာပြီးစောက်ခွက်ပြောင်းနေတယ်မင်းကကောင်းမောင်းတာမကြိုက်ဘူးဆိုရင် drift နေမှာတလောက်တော်ကြဘာအကြောင်းမှမရှိဘူးလို့ပြောလိုက်ပြီးတော့မင်းမကြိုက်ဘူးဆိုရင်တော့မင်းမသိစိတ်ထဲမှာကြိုက်နေတယ်ဆိုရင်မင်းပြန်ကားသမားဖြစ်နေပြီသားပဲလို့ပြောလိုက်ပါတယ်အဲအကြောင်းပြန်ကားသမားတယောက်ဖြစ်နေမင်းရဲ့အရေးချင်းကိုယုံကြည်ပြီးတော့စိတ်ခေါ်တာကိုလက်ခံတာပြန်ကားသမားတယောက်ရဲ့ဂုဏ်သိက္ခာပဲလို့ပြောပါတယ် case တယောက်ကတော့ထွက်သွားလိုက်ပါတယ်ထာကူမီကငါတကယ်ပဲကောင်းမောင်းတာကိုကြိုက်ပြီးတတိမထားမိတာလားတကယ်ပဲအဲ့လိုဆိုရင်တော့ငါလာဆိုင်တော်သမျှကိုအတင်းလက်ခံနေရတာငါအတွက်အဆင်မပြေဘူးလို့တယောက်တည်းအတွေးများကကြံနေခဲ့ရပါတယ်မနေ့ကအချိန်ပိုင်းလောက်ရောက်တဲ့အချိန်မှာတော့အီဇူကီယာအီခေတာနီဆန်ပိုင်းကိုသူပဲညရောက်တဲ့ခါကျရင်အာခီနာတောင်ပေါ်ကိုသွားပြီးတော့သူကစပီစတာနဲ့ဘာမှမဆိုင်ကြအောင်နာဂါဇာတိုကိုတေချာရှင်းပြပြီးဒူးထောက်တောင်းပန်လိုက်မယ်လို့ပြောနေပေမဲ့အီခေတာနီဆန်ပိုင်းကတော့တာကူမီကိုတနည်းနည်းနဲ့ရအောင်ပြောကြည့်လို့မရဘူးလားလို့ပြောလိုက်တာကြောင့်အီဇူကီယာတာကူမီကြောင့်သူဒီဆုံးလို့ပြောတာသူ့ကိုအတင်းလောက်ခိုင်းတာတော့
တရားရောက်ခိုင်းလို့လောက်ရတာတော့ဆိုရင်သူကမကြိုက်ကြောင်းနဲ့ပုံစံဦးချင်းကြောင်ဖြစ်နေပြီမဲ့တခုခုကိုဆုံးဖြတ်ပြီးသွားရင်ပြန်တက်ကြောင်းအောင်ပြောနေတဲ့အချိန်မှာပဲအဲ့ဒါကိုကြောက်ရထားကြီးပနာထမ်းချောတာသူ့ဖေလိုပဲခေါင်းမတက်ကောင်ပဲလို့တွေးနေမိပါတယ်အဲ့လိုနဲ့နောက်ဆုံးတစ်ခုမှာတော့ Fujiwara ဆန် 86 ကိုမောင်းပြီးတော့တနေရာကိုသွားနေအောင်တွေ့ရမှာဖြစ်ပါတယ်အဲ့လိုနဲ့ညရောက်တဲ့အချိန်မှာတော့ထာကူမီကလုတ်ပြီးဖြစ်တာကြောင့်ပြန်မိုးတော့ပြန်လိုက်တဲ့အချိန်မှာပဲထားကြီးပနာဆန်ကစကားပြောဖို့တော့ခေါ်လိုက်ပါတယ်အဲ့လိုနဲ့ထာကူမီကို Isuki လုတ်လို့ဒီည R32 နဲ့ပြန်ရမယ်ဆိုတဲ့သတင်းကြားကြောင်းပြောလိုက်ပြီးတော့ဒီနေ့ကိစ္စကိုခေါင်းကန်ပေးဖို့အတွက်နဲ့တော့ R32 နဲ့တောင်းမပြိုင်နဲ့လို့ပြောလိုက်ကမင်းကကားကြောင်းနေမသိတော့ R32 ကြီးဘယ်လောက်လုံနိုင်လဲဆိုတာသိမှာမဟုတ်ဘူးလို့စိတ်ဆွပေးလိုက်ပါတယ်အဲ့လိုနဲ့အကွက်တဲဝင်လာတဲ့တာခုမီကတော့ R32 ကအဲ့လောက်မိုက်လို့လားလို့မေးလိုက်တာကြောင့်ထားကြီးပနာဆန်လည်း R32 ကတကယ်မိုက်ကြောင်းနဲ့အကောင်းဆုံးနေပဲစုကတိဆောက်ထားတဲ့ကားဖြစ်တာကြောင့်86နဲ့တော့အကွာကြီးပဲလို့ပြောပါ driver ကငါပေါ်လေးဆိုရင်တော့နိုင်နေဆိုပေမဲ့မင်းနဲ့ပြန်ရမယ့်ကောင်တကယ်နာမည်ကြီးတဲ့ကောင်မဟုတ်ဘူးလားလို့မေးလိုက်တာကြောင့်တခုမီလည်းသူ့အဖေကဒီကြောင်းနေမှာပြောပြသွားလို့တွေးကအတွေးများနေခဲ့ပါတယ်အဲ့နဲ့ထားကြီးပနာဆန်ကပဲဆက်ပြီးတော့မင်းကအာဟာဂီယာကောင်တွေကိုနိုင်ထားတာမဟုတ်လို့နာမည်ကြီးပြီးသားဖြစ်ကြအောင်နဲ့မနိုင်နိုင်တဲ့ R32 ကိုတော့ပြန်ပြီးတော့နာမည်အကြမခံနဲ့လို့ပြောလိုက်ပါတယ်တစ်ဆက်တည်းမှာလည်းမင်းရဲ့ပြိုင်ဘက်က R32 မောင်းတဲ့ကောင်ဖြစ်တာမဟုတ်လို့မပြိုင်မဲနဲ့ထွက်ပြေးမယ်ဆိုရင်တော့မင်းကဘယ်သူမှအပြစ်ပြောမှမဟုတ်ကြောင်းပြောလိုက်တဲ့အချိန်မှာတော့ထွက်ပြေးရဆိုတဲ့စကားကြောင့်စိတ်ကူသွားတဲ့တောက်ခုမင်းကတတိပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုပေမဲ့ R32 ရဲ့ကောင်းကြောင်းတွေပဲကြားနေရတာအဲ့ဒီကားရဲ့လုံနိုင်စွာအောင်မြင်လာအောင်လုပ်နေတယ်လို့ပဲလို့ပြောကပြိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်တောက်ခုမီထော်သောကြီးမှတာချီဗန်နာဆန်ကသူ့ဘက်လှုပ်ဖြစ်သွားတာကြောင့်စိတ်ကြီးသွားပြီးတော့ဖေပြူသားပဲလို့ပြောနေလိုက်ပါတယ်အဲ့လိုနဲ့ထောက်ခုမီကအိမ်ပြန်ရောက်သွားတဲ့အချိန်မှာဆိုင်ခဏပိတ်ထားတဲ့ဆိုတဲ့စာကိုတွေးလိုက်ရပြီးတော့သူ့ဖေကအဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှလည်းမပြောရတဲ့အပြင်မှာဆိုင်ပိတ်ထားတဲ့ဆိုဘယ်ကပတ်ဆိုင်ရမှာလဲလို့ပေါ့ဖောက်နေတဲ့အချိန်မှာပဲရုတ်တရက်ကားကိုတတိယလို့သွားကြည့်လိုက်ပြီမယ်သူ့ဖေယူအားကြောင့်ကားမရှိတော့ပါဘူးအဲ့ကြောင့်တောက်ခုမီလည်းမလက်ထဲကကားကိုယူဖို့တော့ပြောရလိုက်ရမှာလို့ပြောလိုက်တဲ့အပြင်မှာသူ့ဖေကတောက်ဖို့တော့သွားတာဆိုရင်တော့မလက်ထိပြန်လာမှာမဟုတ်လို့စိတ်ညစ်နေရပါပြီအဲ့အချိန်အာခိနာတောင်မှာတော့လူတွေက case နဲ့ပြိုင်ပွဲရထတောင်များနေပြီးတော့ရောက်လာတဲ့သူကလည်း R32 ကိုစိတ်ဝင်စားလို့မဟုတ်ဘဲနဲ့အကွေ့မှာတော့ဒဲရီလို့အချိန်မလျှော့ဘဲနဲ့ drift သွားပြတဲ့86ကိုမြင်နေလို့ပဲဖြစ်ပါတယ်အဲ့အချိန်တောက်ခုမီကသူ့ဖေသွားတတ်တဲ့နေရာတွေကိုဖုန်းဆက်ကြည့်ပေမဲ့ဘာမှရှာလို့မရတာအကြောင်းဒေါသထွက်နေနေပဲ episode 7လေးကဒီမှာပဲဆုံးသက်လို့သွားပြီပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့တောက်ခုမီတရားကားမရှိတော့တာကြောင့်ပြိုင်မှုတော့ဘယ်လိုစီစဉ်မလဲဆိုတော့တွေ့ရမှာဖြစ်ပါတယ်ဇလန်လေးကိုဆုံးဖြတ်ကြည့်ပြီးတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်သဘောကျလို့ like နဲ့ subscribe လေးလုပ်သွားမယ်ဆိုရင်ပို့ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အာခီမီဆိုပါနောက်ဗီဒီယိုမှာပြန်တွေ့ကြဖို့မျှော်လင့်ပါတယ်